ကမ္ဘာတွင်းမှာဟိုးလေးတကြော်ဖြစ်ပေါ်နေတဲ့သတင်းတရက်ကိုတင်ဆက်ပေးခြင်းပါတယ်။ဒါကတော့အမေရိကန်နဲ့အီရန်နိုင်ငံတို့အကြားဖြစ်ပွားနေတဲ့စစ်ရေးပဋိပက္ခအခြေအနေပဲဖြစ်ပါတယ်။လက်တလောမှာတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအရေးကြီးတဲ့ကြေညာချက်တရက်ကိုထုတ်ပြန်လိုက်ပါတယ်။အီရန်နဲ့ဖြစ်ပွားခဲ့တဲ့စစ်ရေးတိုက်ပွဲတွေမှာအမေရိကန်စစ်တပ်ကအပြတ်အသတ်အနိုင်ရရှိသွားပြီလို့တရားဝင်ပြောကြားလိုက်တာဖြစ်ပါတယ်။သမ္မတထရန့်ရဲ့ပြောကြားချက်အရOperation Epic Fury လို့အမည်ပေးထားတဲ့စစ်စင်ရေးဟာအောင်မြင်မှုအပြည့်အဝရရှိခဲ့ပါတယ်။ဒီစစ်စင်ရေးကြောင့်အီရန်ဘက်ကဖြစ်လာနိုင်တဲ့အကြမ်းဖက်ချွင်းချောင်မှုတွေကိုရပ်တန့်နိုင်ခဲ့ပြီလို့ဆိုပါတယ်။ပြီးခဲ့တဲ့17ရက်တာကာလအတွင်းမှာအမေရိကန်စစ်တပ်ကစက်တိုက်ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပါတယ်။ဒါကြောင့်အီရန်နိုင်ငံရဲ့စစ်ရေးအင်အားဟာအကြီးအကျယ်ထိခိုက်ပျက်စီးသွားခဲ့ရပါတယ်။စစ်စင်ရေးအတွင်းဖြစ်ပေါ်ခဲ့တဲ့ထိခိုက်မှုအခြေအနေတွေကိုလည်းသမ္မတထရန့်ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်ပထမဆုံးအနေနဲ့အီရန်လေတပ်ဟာလုံးဝနီးပါးပျက်စီးသွားခဲ့ပါတယ်။ရေဒါစနစ်တွေနဲ့လေကြောင်းကာကွယ်ရေးလက်နက်တွေလည်းအညာအပြားဖျက်ဆီးခံလိုက်ရပါတယ်။ဒါအပြင်လက်နက်ခေရန်အင်အားပိုင်းမှာလည်းကြီးမားတဲ့ဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။အီရန်ရဲ့ဒုံးကျည်အင်အား90%ခန့်နဲ့ဒရုန်းအင်အား85%ခန့်ကိုအမေရိကန်တို့ကဖျက်ဆီးနိုင်ခဲ့တယ်လို့သမ္မတကထည့်သွင်းပြောကြားခဲ့ပါတယ်။အရှေ့အလဲပိုင်းဒေသကိုလွှမ်းမိုးဖို့ကြိုးပမ်းနေတဲ့အီရန်ရဲ့စစ်ရေးအစီအရင်တွေကိုအမေရိကန်စစ်တပ်ကအောင်မြင်စွာဟန်တာနိုင်ခဲ့တယ်လို့သမ္မတထရန့်ကဆိုပါတယ်။ဒီတိုက်ခိုက်မှုတွေဟာအီရန်ဘက်ကလုံးဝမမျှော်လင့်ထားတဲ့အခြေအနေမျိုးဖြစ်ခဲ့တယ်လို့လည်းသူကဖြည့်ဆွဲပြောဆိုပါတယ်။ဒီဖြစ်ရဟာအရှေ့အလဲပိုင်းဒေသရဲ့နိုင်ငံရေးနဲ့စစ်ရေးအခြေအနေတွေကိုဘယ်လိုပြောင်းလဲသွားစေမလဲဆိုတာကိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရအောင်မှာဖြစ်ပါတယ်